error 05ပြတယ်ပေါ့နော်စနေပြီဆိုတာနဲ့သူက error 05ပြတယ် error 05ပြနေဒီလိုစက်ကြီးလုံးလိုက်ကြီးဖြုတ်เสียမလို့ပဲနဲ့ကျွန်တော်ပြမယ်ဒီမှာ p လေးကိုနှိပ်ဟုတ်နော် p နဲ့ error 05ပြတော့ပျောက်သွားသလား p နဲ့လည်းထပ်နှိပ် p လေးကိုဒါလေး p လေးတစ်ပတ်ချောင်းပဲနှိပ်လိုက် p လေးကိုပဲနှိပ်လိုက်u ဖြစ်သွားပြီ u ပြသွားပြီလေအဲ u ရဲ့ပုံမှာပဲအန်ဖြစ်သွားအန်ပုံစံလေး1ဖြစ်နေတယ်သလား1ဖြစ်နေတာကိုကိုက0လေးဖြစ်အောင်ဒီဘက်ချမ်းလေးဒီဘက်ကလုတ်လေးနဲ့ဒီဘက်ကလုတ်လေးနဲ့0လေးနှိပ်လိုက်နော်ထပ်နှိပ်တော့မဆက်ပြီးပြန်ရလားထပ်နှိပ်နော်ဝါပြသွားပြန်ပြီနှစ်ချက်နှိပ်မိသွားတယ်လို့ပြောထပ်နှိပ်လိုက်0ပြသွားပြီလားတစ်ချက်ပဲနှိပ်ရမှာနော်တစ်ချက်ဆက်လို့ဖိရလိုက်မယ်ဆိုရင်1ပြန်ပြောင်းသွားလိုက်မယ်ဟုတ်ပြီနော်အဲ့လိုဖြစ်သွားတဲ့ခါကျရင်ပြီးသွားရင်ဒီဘက်ချမ်းကိုပြန်နှိပ်ခုနလိုသွားပြီနော်ဒီကောင်ဒီနေရာမှာအလေပတ်ချိန်လို့ရတယ်ပေါ့နော်သူသွားနေတဲ့ပုံစံကိုကြည့်လိုက်ဒါလေးဖိချလိုက်သူပြန်ပြောင်းသွားပြီလားဒါအလေချင်းတဲ့နေရာဒီမှာကအလေချင်းတဲ့နေရာနော်ဒီကောင်လေးကိုပြန်ချိန်မယ်ဆိုရင်ပြန်ပြောင်းသွားတယ်ဒါအလေချင်းသွားပြီနော်ဖိထားလိုက်သူပြန်လေပြန်ချိန်တယ်လို့ဖြစ်သွားလိုက်မယ်အဲ့လိုပဲဒီမှာကဒီပြီးရင်ပြီးလို့ပြန်သွားလိုက်ကိုပြီးမီးလေးပိတ်လိုက်အဲ့ဒါပြန်ပြလာမပြလာဆိုတော့သိလိုက်မယ်နော်ဒီကောင်ကအထက်က circuit ဘိုင်းထိသွားတာမဟုတ်ဘူးအဲ့ဒါ05ကဒီလိုပေါ့နော်တချို့ operator လေးတွေကကြတော့သူမြန်ញင်လို့ပေါ့မြန်ញင်လို့နှိပ်တဲ့သဘောတရားမှာဖြစ်သွားတာပေါ့သဘောတရားကတော့သူကမြန်ញင်လို့ဆိုပြီးတော့မြန်လို့ရတဲ့ထင်ပြီးတော့နှစ်ခုနှိပ်တဲ့ပုံစံမျိုးခလုတ်ကလေးအနှိပ်မားတဲ့ခါကျတော့အဲ့ဒါ05ပြသွားတာအဲ့လိုပုံစံမျိုးလေးအရန်ကြီးမမဖြစ်ပါဘူးလို့နော်အရန်ကြီးမမမဖြစ်ဘူးမီးပြန်ဖွင့်ကြည့်လိုက်ပေါ့နော်မီးပြန်ဖွင့်ကြည့်လိုက်ရင်အဲ့ဒါ05မပြတော့ဘူးโอเคနော်မပြတော့ကျွန်တော်ကဒီမှာဒီဘက်ကအဲ့ဒါမပြဘူးတဲ့လားနင်းကြည့်လို့ရလားမရလားဆိုကျွန်တော်ပြမယ်နော်ဘယ်လောက်ပဲနေနေမပြတော့ဘူးဟုတ်ပြီနော်အဲ့လိုမျိုးလောက်ပဲနေနေမပြတော့ဘူးဘာလို့အဲ့ဒါပြသွားတာလဲဆိုတော့အော်ဗီဒါလေးတွေကစက်မြန်နေတဲ့ခါကျတော့ဒါလေးတွေဒီကလုတ်လေးကိုသွားကစားတယ်အဲ့မတိသေးဘူးသူကစပစ်မြန်လို့မရဘူးသူရှောင်းနေပြန်နှိပ်တယ်ထပ်နှိပ်တယ်ထပ်နှိပ်ရမှာသူမြန်ဒီလိုဖြစ်နေအောင်သူမြန်လို့ရပြီပဲထင်ပြီးတော့ဒီဘက်ကိုနှိပ်ချလိုက်တယ်အဆက်ကလေးပြန်ထပ်မသိဘူးသူထပ်နှိပ်ချလိုက်တယ်တော့မှပြီးလိုက်ပြီးတော့သူကဒီလိုမျိုးသွားတယ်ပြီးကိုနှိပ်နေရပဲဟုတ်နော်ပြီးဖြစ်နေပြီနော်ဒီဖြစ်နေပြီသလားသူသွားနေရထင်ပြီးတော့ပြီးရလဲနေရပဲလဲနေရထင်ပြီးတော့သူနင်းချလိုက်တာနင်းချလိုက်တဲ့ခါကျတော့တော့တစ်ချက်တော့သွားမှာပဲနောက်တစ်ချက်ကျရင်အဲ့ဒါပြသွားပြီဟုတ်တယ်မလားအဲ့လိုမျိုးအဲ့ဒါလေးမပြရအောင်ဒီမှာဒီလေးကိုတစ်ချက်နဲ့နောက်တစ်ချက်နဲ့1ဖြစ်နေရနော်1ကိုအဆက်ကလေးပေါ်လာလိုက်မယ်နောက်တစ်ချက်ထပ်နဲ့တစ်ချက်ပဲနဲ့ရအောင်စက္ကန့်နဲ့လိုက်